စုကတော့ခေါင်းမလျှော့မီပေါ့နော်ဆူရဲ့စပင်လေးကိုတေးသေးချာချာဖီးပါလေဘာဖြစ်လို့ဆိုတော့စပင်လေးတွေရှုပ်ထွေးနေမှာကြောက်လို့ပေါ့နော်စုပ်ထွေးနေမှာကြောက်လို့စုကအရင်ဖီးလိုက်တယ်ပြီးရင်စုကဥယျာဉ်ပြအတန်းကိုဆက်သားအပစ္စည်းလေးထည့်ပါတယ်ဆက်သားအပစ္စည်းလေးကိုပေါ့နော်နေရာတိုင်းအနံ့ကိုထည့်လိုက်ပါတယ်ဒီလိုမျိုးပေါ့နော်ဒါပေမဲ့လေစုကကြာရည်လေစိတ်ကတ်တာကိုတအားမကြိုက်ဘူးဆိုတော့စုတော့နည်းနည်းလေးပဲ short ထည့်ပါတယ်အနက်တော့ထည့်တယ်ဒါပေမဲ့လေစီကတော့ရွှဲအောင်နေမထည့်ပါဘူးစုကနည်းနည်းလေး short ထည့်တာပေါ့နော်ခေါင်းမလျှော့မီနိုင်ယူအဲ့လိုမှစုထည့်လိုက်ပါတယ်ထည့်ပြီးပြီဆိုရင်စုရဲ့စပင်ကတော့အစီပြန်ပြီးစပင်ကြောတဲ့သူဖြစ်တဲ့အတွက်ပေါ့နော်စုကတော့ထော်လပန်းခေါင်းလျှော့ရည်လေးကိုအသုံးပြုတာဖြစ်ပါတယ်ဒီထော်လပန်းခေါင်းလျှော့ရည်လေးကြာရည်လေးဥယျာဉ်ပြောင်းမှစီးတဲ့အစီတွေကိုလောဘကိုဖယ်ရှားပေးပါလေရှင်စပင်ကိုလည်းပို့ပြီးကိုတန်းစီပါတယ်